အာဆင်နယ်ကတော့ချန်ပီယံခြေစွမ်းကိုပိုင်ဆိုင်ထားတယ်အားလုံးပဲမင်္ဂလာပါ K-Sport တဲ့ကျွန်တော်ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ညပွဲလေးကျွန်တော်ပြန်ပြီးတော့စူးစမ်းပြီးရွေးထားပေးတယ်ဒီညမှာကျွန်တော်ကြိုက်တဲ့ပွဲလေးတွေရွေးချယ်ပေးချင်ပါတယ်ခင်ဗျာကျွန်တော်ပထမဆုံးပွဲအနေနဲ့တော့ကျွန်တော်ပေါ့နော် Spa နဲ့ Nottingham ပွဲပေါ့နော်8:45မှာကစားတဲ့ပွဲဖြစ်တယ်ဆိုတော့လက်ရှိမှာ EPL မှာဒီတန်းစင်းဆောင်ရဲ့အပေါ်မှာပေါ့နော်အဆင့်18နေရာမြောက်ရှင်တဲ့အသင်းတွေကများတယ်ဆိုတော့အဆင့်18နေရာတန်းစင်းဆောင်နဲ့တမတ်ပဲကွာတယ်အသင်း၄သင်းရှိတယ်ပေါ့အဲ့ဒါပါတဲ့လဲဆိုတော့ Spa Northern Forest Leeds West Ham ဆိုပြီးတော့ဖြစ်တယ်ပေါ့နော်ဆိုတော့ Spa ကပြောရမယ်ဆို DRD မှာတန်းဆင်းသွားနိုင်တဲ့အသင်းတစ်ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီအချက်လက်တွေပြန်ကြည့်လိုက်မယ်ဆိုရင် Spa ကနောက်ဆုံးကန်ခဲ့တဲ့6ပွဲမှာကိုသွင်းထားတယ်ပေါ့နော်ဒါပေမဲ့ဆိုးတာကနောက်တန်း18ဂိုးတောင်ပြန်ပေးရတယ်ဆိုတာကြီးကတော်တော်လေးဆိုးတယ်ပေါ့နော်ဆိုတော့နောက်ဆုံး2ပွဲဆက်ကတော့မရှုံးထားဘူးဒါပေမဲ့Northern Forest ကလည်း DRD မှာပေါ့နော်မန်နေဂျာအသင်းနဲ့ဖြတ်တန်းနေတဲ့ကာလမှာ EPL မှာနိုင်ပွဲလုံးဝမရရှိသေးဘူးပေါ့ဆိုတော့ဒီနေ့ညပွဲမှာညံ့နေတဲ့မန်နေဂျာ2ယောက်ထိပ်တိုက်တွေ့ဆုံမဲ့ပွဲဖြစ်တယ်ပေါ့နော်ဒီညမှာ Spa နဲ့ Northern Forest ရဲ့တန်းစင်းဆောင်တိုက်ပွဲကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့နှစ်ဖက်လုံးဖွင့်ပြီးဆော့လာမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်တွင်းကိုတွေတွင်းကြလိုက်မယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်မို့ဒီနေ့ညပွဲမှာကျွန်တော်တို့ body ရွေးမဲ့ဆိုတာထက်ကျွန်တော်တို့ကိုပေါင်းကိုရွေးချယ်တာပို့ပြီးတော့မှန်မယ်လို့ကျွန်တော်ထင်တယ်ဒီနေ့ညမှာကျွန်တော် Spa ပွဲမှာတော့ကျွန်တော်ကိုပေါင်းပေါ်ကိုကြိုက်ပါတယ်ခင်ဗျာနောက်တစ်ပွဲကတော့ပွဲကြီးပွဲကောင်းပေါ့နော်အားလုံးစောင့်မျှော်နေတဲ့ Manchester City နဲ့ Arsenal ပွဲဖြစ်ပါတယ်ဆိုတော့ဒီနှစ်တင်းကတော့လောလောဆယ်မှာကာရာဘောင်ကဖလားရဲ့ဘိုလ်လူပွဲကိုကစားမှာဖြစ်တယ်ပေါ့နော်ဆိုတော့လက်ရှိမှာ Arsenal ကတော့ချန်ပီယံခြေစွမ်းကိုပိုင်ဆိုင်ထားတယ်ဒီယာဒီ EPL တရားဒီလုံးမှာ3ပွဲပဲရှုံးထားတယ်ပေါ့နော်ဆိုတော့ခြေစွမ်းတော်တော်တည်ငြိမ်တယ်လို့ပြောလို့ရတယ်လက်ရှိမှာလည်း EPL မှာ Man City ကို6မှတ်ဖြတ်ထားတယ်ဆိုတော့ချန်ပီယံဖြစ်ဖို့အလားလာအကောင်းဆုံးအသင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့ညကတော့Guardiola နဲ့ Arteta ဆရာတော်ပဲ2ယောက်ထိပ်တိုက်တွေ့မဲ့ပွဲဖြစ်တယ်ဆိုတော့လက်ရှိ form အရာ Man City ကလည်းအရင်ကောင်းနေရမှာမဟုတ်ဘူးဆိုတော့ကျွန်တော်ဒီနေ့ညမှာချန်ပီယံခြေစွမ်းရှိတဲ့ Arsenal ကိုကြိုက်တယ်Arsenal ရဲ့ဒီရာဒီပထမဆုံးရမယ့်ဖလားလို့ကျွန်တော်ထင်တယ်ဆိုတော့ဖလားနဲ့အရန်ဝေးကွာနေတယ် Arsenal ဒီနေ့ညမှာဖလားရရှိပါမယ်လို့ကျွန်တော်တော့ထင်တယ်ဆိုတော့ကျွန်တော်ဒီနေ့ညပွဲမှာ Arsenal ကိုကြိုက်ပါတယ်ခင်ဗျာခြေတစ်ပတ်နဲ့ဒီတစ်ပတ်မှာကန်သွားတဲ့ EPL ပွဲတွေအပေါ်တင်ကြေးတွေအကုန်ရှုံးထားတယ်ကျွန်တော်တို့တောက်ကြနေမှာလည်းအပေါ်တင် Man U ကြေးရှုံးတယ်ကျွန်တော်တို့စနေနေ့မှာလည်းLiverpool ကြေးရှုံးတယ်Chelsea ကြေးရှုံးတယ်ဆိုတော့ဒီနေ့ညမှာအသင်းကြီးတွေကြေးနိုင်အောင်မယ်လို့ကျွန်တော်ကတော့ခံစားရတယ်ဒါကြောင့်ကျွန်တော်ဒီနေ့ညမှာအပေါ်တင်တွေတော်တော်များများကြိုက်တယ်ပေါ့နော်ဆိုတော့ဒီနေ့ညမှာကျွန်တော်ကြိုက်တဲ့အသင်းတွေထဲကအကြိုက်ဆုံးပွဲရွေးချယ်ပေးရမယ်ဆိုရင်ကျွန်တော် Arsenal ပွဲကြိုက်တယ် Spa နဲ့ Nottingham Forest ပွဲမှာကျွန်တော်ကိုပေါင်းပေါ်ကြိုက်တယ်ပေါ့ဆိုတော့ဒီနှစ်သင်းကတော့စေးသစ်ဖြစ်မယ်လို့ကျွန်တော်ထင်တယ်ဘရာတို့ကြိုက်သူမယ်ဆိုရင်ကစားကြည့်ပါအကြိုက်မသူဘူးဆိုတော့ဘက်ကန်နိုင်ပါတယ်ခင်ဗျ